အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့မတ်လ3ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တကောင်းမြို့အခြေအနေနဲ့စပြီးတော့တင်ပြပါမယ်လက်ရှိဒီတပ်မတော်စစ်ကြောင်းတွေကတကောင်းမြို့ရဲ့အနီးကိုရောက်ရှိနေပြီဖြစ်ပါတယ်မတ်လ2ရက်နေ့ကတပ်မတော်စစ်ကြောင်းတွေကတကောင်းမြို့အနီး AR မြစ်ကမ်းဘေးနားမှာရှိတဲ့မင်းကုန်းကျွော်ကိုတပ်မတော်ကထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်မင်းကုန်းကျွော်မှာအကြမ်းဖက်အုပ်စုတွေကအင်အားအလုံးရင်းနဲ့တပ်မတော်ရဲ့ထိုးစစ်ကိုခုခံခဲ့ပါတယ်ဒီတိုက်ပွဲမှာတပ်မတော်ကအကြမ်းဖက်အုပ်စုတွေအလောင်း17လောင်းကိုရရှိခဲ့ပါတယ်အလားတူပါပဲဒီအကြမ်းဖက်အုပ်စုတွေအကြမ်းဖက်သမားတွေကိုင်ဆောင်တဲ့လက်နက်၄လက်ကိုလည်းရရှိခဲ့ပါတယ်တပ်မတော်ရရှိတဲ့အကြမ်းဖက်သမားတွေရဲ့အလောင်းတွေမှာဆိုရင်ကျွန်တော်တို့ဘာတွေမြင်ရလဲဆိုတော့ဒီတိုက်ပွဲမှာတေဆုံးသွားတဲ့အကြမ်းဖက်အုပ်စုတွေရဲ့အလောင်းတွေကသူတို့ဒီတင်တန်းဆင်းလို့မကြသေးတဲ့သူတွေအတွင်းသက်တမ်းနဲ့တူပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီရှေ့တန်းစစ်မျက်နှာပြင်မှာရေးဆိုင်နေရတဲ့တမန်သားပဲဖြစ်ဖြစ်တစ်ဖက်ကကျွန်တော်ရန်သူပဲဖြစ်ဖြစ်ခင်ဗျာသပင်လည်းမညှက်နိုင်ဘူးနှကမ်းမှုလည်းမရိပ်နိုင်ဘူးမုတ်စိတ်လည်းမရိပ်နိုင်ဘူးဖြစ်တယ်လို့နေကြရတယ်ဗျတမန်သားတွေဆိုလဲကျွန်တော်ရှေ့တန်းစစ်မျက်နှာပြင်မှာနေရတဲ့တမန်သားတွေဆိုလဲပဲကျွန်တော်တို့ဒီသပင်တွေအရှည်ကြီးတွေမုတ်စိတ်တွေနဲ့သူတို့ဒီတိုင်းနေရတာပေါ့ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီသပင်ညှက်ဖို့ကအကိရိယာတစားပလာတွေပါလာရင်တော့ကျွန်တော်ညှက်လို့ရတာပေါ့ဗျာမပါဘူးဆိုရင်တော့ကျွန်တော်တို့ကသပင်ရှည်ကြီးနဲ့ကျွန်တော်နေရတာတွေအဆင်ပြေလို့နေရတယ်နောက်တန်းပြန်ရောက်မှသာကျွန်တော်တို့ဒီတက်တက်ရက်ပြန်နေလို့ရတာ哦ရှေ့တန်းမှာတော့ကျွန်တော်တို့အဆင်ပြေလို့နေကြရတာမနေ့ကဒီတပ်မတော်ကဒီမေကုန်းကျွော်မှာရရှိခဲ့တဲ့အကြမ်းဖက်သမားတွေအလောင်းတွေမှာဆိုရင်ဒီအလောင်းတွေမှာဆိုကျွန်တော်ဘာတွေတွေ့ရလဲဆိုသပင်လေးတွေပျောင်နေအောင်ညှက်ထားတယ်ဗျာပျောင်နေအောင်ညှက်ထားတယ်ပြီးရင်လူငယ်လေးတွေတွေ့ရတယ်အသက်ကကျွန်တော်တို့အသက်16နှစ်ကနေပြီးတော့25ပတ်လည်လောက်လူငယ်လေးတွေတွေ့ရတယ်ပြီးရင်ကျွန်တော်ညှက်ထားတဲ့သပင်လေးတွေပျောင်နေရပဲရုပ်ကလေးတွေကလည်းသူတို့ဒီရှေ့တန်းစစ်မျက်နှာပြင်မှာအနေကြတဲ့ရုပ်ကလေးတွေမပေါ့ဘူးရှေ့တန်းစစ်မျက်နှာပြင်မှာအနေကြတဲ့ရုပ်တွေဆိုရင်ကျွန်တော်အသားတွေမဲတာပေါ့အသားတွေမဲလာတယ်နေပူတန်းကြောင့်နေပူတန်းရာသီဥတုတန်းကြောင့်ကျွန်တော်အသားတွေကမဲလာတယ်ပြီးရင်ကျွန်တော်သပင်တွေဆိုလည်းအဆင်ပြေလို့ထားရတယ်ပေါ့မနေ့ကကျွန်တော်တို့အလောင်းတွေကိုအကြမ်းဖက်သမားတွေအလောင်းတွေမှာဆိုရင်သပင်လေးတွေကလည်းပျောင်နေရပဲရုပ်ကလေးတွေကလည်းကျွန်တော်တို့ဒီတောထဲမှာအရင်အနေကြတဲ့တတိယပြရှေ့တန်းစစ်မျက်နှာပြင်မှာအနေကြတဲ့ရုပ်တွေမဟုတ်ဘူးဒါကဘာကိုပြောချင်လဲဆိုရင်ဒီတေဆုံးသွားတဲ့ PDF လူငယ်တွေပေါ့ဗျာ PDF လူငယ်တွေကတင်တန်းဆင်းပြီးမကြခင်ဒီတကောင်းခံစစ်ပေါ့အကြမ်းဖက်သမားတွေတကောင်းခံစစ်ကုန်းကိုပို့လိုက်ရပို့ချင်းခံရတာပေါ့တင်တန်းဆင်းလာတဲ့ PDF လေးတွေပေါ့ဗျာ PDF လေးတွေလူငယ်လေးတွေပါပဲသိကြရတယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒီထွက်ပေါ်လာတဲ့ဒီတက်မတော်သိမ်းမရရှိအလောင်းပုံတွေမှာဆိုရင်ကျွန်တော်တို့ဒီတက်မတော် drone တစ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့ရုပ်လောင်းတွေတွေ့ရတယ်ပေါ့drone ပစ်ချက်ကကျွန်တော်တိကျတဲ့အခါမှာအကြမ်းဖက်သမားတွေရဲ့ကျွန်တော်တို့ခန္ဓာဒီကိုလက်အင်္ဂါလေးကျွန်တော်တို့ဒီစုပ်ပြတ်တက်သွားတာပေါ့တက်သွားတဲ့ပုံတွေတွေ့ရတယ်ပေါ့ဒီဖြစ်စဉ်မှာကျွန်တော်တို့ဒီအကြမ်းဖက်အုပ်စုတွေကသူတို့တင်တန်းဆင်းထားတဲ့ PDF လူငယ်တွေပေါ့ဗျ PDF လူငယ်တွေရှေ့တန်းအောင်ပို့ပြီးတော့အသေးခံခိုင်းနေတယ်တူနေပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရှေ့တန်းစစ်မျက်နှာပြင်မှာတော့ကျွန်တော်တို့တိုက်ရမှာပဲရှေ့တန်းစစ်မျက်နှာပြင်မှာကျွန်တော်ဘာဥပဒေသားမှမရှိပါဘူးရန်သူဆိုလဲကျွန်တော်တို့ဒီတပ်မတော်သားတွေသူတို့ပြစ်မှာပဲတတ်မှာပဲကျွန်တော်တို့ဒီတပ်မတော်သားတွေနိုင်ငံတော်ကာကွယ်ရေးတတ်မှာပဲဒါကျွန်တော်တို့တရားချင်းပဲဗျတရားချင်းပဲဒါကျွန်တော်တို့လုပ်ရမယ့်ကိစ္စတွေပဲတရားချင်းပါပဲအဲ့မှာတော့ကျွန်တော်စိတ်မကောင်းကြတော့ဒီတင်တန်းဆင်းလာတဲ့ PDF လူငယ်လေးတွေများစွာတည်ဆုံးတာတွေ့ရပါတယ်ဒါကြောင့်ဒီတကောင်းမြို့ area မှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေအနေနဲ့အသေးခံမလားဆက်တိုက်မလားဆက်တိုက်မှာဆိုလဲတက်ကအစင်သစ်ပဲအလင်းဝင်မဲ့ဆိုလဲတပ်မတော်ကချိုးထူထားပြီးသားပါ PDF ညီငယ်ညီမငယ်တွေအတွက်တပ်မတော်ကထွက်ပေါက်ပေးထားပြီးသားပါသူတို့ရဲ့ဂုံသိက္ခာရှိစွာအသက်ရှင်နေထိုင်ရက်တည်ခွင့်အတွက်တပ်မတော်ကသူတို့အတွက်အာမခံချက်ပေးထားတဲ့ဂုံသိက္ခာရှိတဲ့လမ်းကြောင်းကိုဖွင့်ပေးထားပါတယ်အဲ့လိုမှမဟုတ်ဘူးငါတို့အသေးခံပြီးတိုက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့တိုက်ဖို့အစင်သင့်မယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့မှာဆက်ပြီးတော့ကျွန်တော်တို့မင်းကုန်းရွာနဲ့လက်ပံကုန်းရွာကြားမှာကျွန်တော်ရွာငယ်လေးတစ်ခုရှိပါတယ်လက်ပံကုန်းကနေကျွန်တော်ဆက်တက်မယ်ဆိုရင်တော့အဲ့ဒီအရှိမှာကျွန်တော်တို့ဒီတကြားဆက်ရုံတစ်ခုရှိတယ်ငွေစမ်းရောင်ထင်ပါတယ်ငွေစမ်းရောင်တကြားဆက်ရုံရှိတယ်အဲ့ဒီကနေကျွန်တော်ဆက်သွားမယ်ဆိုရွာလေးတွေတွေ့မယ်အဲ့ဒီရဲ့ရှေ့မှာဆိုတော့ကျွန်တော်တို့တိတ်မရှိတော့ဘူးဗျတိတ်မရှိတော့ရွာတိတ်မရှိတော့ဟိုတိတ်ပြီးတော့ကျွန်တော်တို့တိုက်ရမယ်ရွာတိတ်မရှိတော့ဘူးဗျလက်ပံကုန်းရဲ့ရှေ့မှာလက်ပံကုန်းရဲ့ရှေ့မှာကျွန်တော်တို့တကြားဆက်ရုံရှိမယ်တကြားဆက်ရုံရဲ့ဒီ AR မြစ်ကမ်းဘေးနားမှာရွာ2ရွာလောက်ရှိမယ်အဲ့ဒီကကျွန်တော်ကားလမ်းမပေါ်မှာမကြီးကုန်းရွာရှိမယ်ဟုတ်မယ်မကြီးကုန်းရွာရှိမယ်ရှေ့မှာဆိုရင်ကျွန်တော်တို့ရွာရှိမယ်တကောင်းလမ်းဆောင်ရှိမယ်တကောင်းလမ်းဆောင်ကနေပြီးကျွန်တော်ဆက်သွားမယ်ဆိုရင်တကောင်းမြို့ရောက်မယ်အဲ့ဒီကနေကျွန်တော်တို့ဒီထီချိုင်းကိုဆက်သွားအဲ့ဒီကနေဆက်သွားမယ်ဆိုရင်ထီချိုင်းကိုရောက်တယ်ထီချိုင်းရဲ့ဒီရှေ့မှာဆိုရင်ထီချိုင်းကိုမရောက်ခင်ရှေ့မှာကျွန်တော်တို့ဟိုရှိမယ်တကောင်းဒီကဆက်ရုံရှိမယ်တကောင်းဒီကဆက်ရုံဆက်သွားမယ်ဆိုရင်တော့ကျွန်တော်မြတောင်ရောက်မယ်မြတောင်နေပြီးတော့ဒါကူးမယ်ဆိုထီချိုင်းကိုရောက်မယ်အဲ့ဒီတကောင်းလမ်းဆောင်ပေါ့တကောင်းလမ်းဆောင်နဲ့ခုနကထီချိုင်းမှာရှိတဲ့ဒီကဆက်ရုံပေါ့သို့မဟုတ်အဲ့ရအကျော်မြတောင်ပေါ့အဲ့ဒီရဲ့ကျွန်တော်တို့မိုင်အကွာဝေး26မိုင်ပဲရှိတယ်တကောင်းနဲ့
တကောင်းလမ်းစုံနဲ့ကျွန်တော်တို့ဒီတကောင်းလမ်းစုံနဲ့ထိဆိုင်လမ်းစုံခေါ်ပါဆိုထိဆိုင်လမ်းစုံကကျွန်တော်မိုင်အားဖြင့်26မိုင်ပဲရှိတယ်ဒီ26မိုင်ကကျွန်တော်တို့နေရာကကျွန်တော်မြေပြန့်လွင်မြင်ပါအဲ့တော့ဒီတက်မလို့ကလည်းဒီ26မိုင် area ကိုဆက်ပြီးကျွန်တော်တို့ထိုးစစ်ဆင်မှာပါဒါကြောင့်ကျွန်တော်တို့ကဒီထိဆိုင်မြို့နယ် area တွေမှာရှိတယ် PDF ညီငယ်ညီမငယ်တွေအနေနဲ့ထိဆိုင်မှာတက်မလို့ရှိတယ်တက်မလို့စစ်ကြောင်းနေတန်းသွားပြီးတော့အလင်းဝင်ပါဒါမှမဟုတ်အသေးတိုက်မှာလားဆက်တိုက်ဖို့အဆင်သင့်ပါပဲအဲ့တော့မင်းတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီတက်မလို့ရဲ့ထိုးစစ်ကိုခန်းနိုင်စရာအကြောင်းမရှိပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအကြမ်းဖက်အုပ်စုတွေရဲ့ရှေ့တန်းဆက်မျက်နှာပြင်ဖြစ်တဲ့ကျွန်တော်တို့ရှားတော့ဗျာရှားတော့တကြောတိကျွန်တော်ရောက်ခဲ့ပြီးပါပြီရေညာဦးမိုးမွေးဘက်ကိုတက်တဲ့ဆိုရင်ကျွန်တော်အဲ့မှာရေညာဦးနဲ့ကျွန်တော်ကက်လန့်ပြတ်ဆိုရင်ရှားတော့ကက်လန့်ပြတ်ကျွန်တော်ရှားတော့အေးမြေကမ်းပေးတီပေါ့မိုင်အားဖြင့်9မိုင်လောက်ရှိတဲ့အကြမ်းဖက်အုပ်စုတွေခန်းစစ်ကုန်းနေရာတွေကျွန်တော်တို့သွားပြီးတော့တင်းရိုက်ကူတင်ပြခဲ့ပြီးဖြစ်ပါတယ်ဘလို့မှတက်မတော်ရဲ့ထိုးစစ်ကိုအကြမ်းဖက်အုပ်စုတွေခန်းနိုင်စရာအကြောင်းမရှိတော့ဘူးဘလို့မှရင်ဆိုင်နိုင်ကြတဲ့အကြောင်းမရှိတော့ဘူးဒါကြောင့်ကျွန်တော်တို့ကဒီတကောင်း area တွေမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေအသေးခံပါလားစက်တိုက်ပါလားကြိုက်တာရွေးနောက်ထပ်တနည်းအားအသေးမခံနိုင်ဘူးဆိုရင်ကျွန်တော်တို့တက်မတော်ထက်အလင်းဝင်ပါလက်နက်နဲ့အလင်းဝင်လို့ရတယ်လက်နက်မဲ့အလင်းဝင်လို့ရပါတယ်အလားတူပါပဲကျွန်တော်ထိချိုက်မျိုးနဲ့မှာရှိတဲ့ကျွန်တော်ဗမာ PDF တွေအနေနဲ့စက်တိုက်ပါလားအလင်းဝင်ပါလားစက်တိုက်ပါလားအလင်းဝင်ပါလားကြိုက်တဲ့နီလန်းကိုရွေးပါအဲ့တော့အဲ့ဒီကကျွန်တော်ဒီတက်မတော်ကကျွန်တော်တို့ဒီထိချိုက်တရားကိုရရှိသွားပြီဆိုရင်တော့ကမ်ဘလူးတကြောမှာရှိတဲ့ကမ်ဘလူးရွှေဘိုးပြီးရင်ကျွန်တော်တို့အရာတော်ဝက်လက်မုံရွာတကြောမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တို့ရှင်းပါမယ်အကြမ်းဖက်သမားတွေအလောင်းတွေ AR မြစ်ထဲမှာကျွန်တော်ဘောလုံးမျိုးရပါမယ်ပြည်သူတွေရဲ့သွေးတွေကို AR မြစ်ထဲမှာကျွန်တော်ဆေးပါမယ်ခင်ဗျားတို့ရဲ့အလောင်းတွေကိုရေးစာကျွေးပါမယ်ခင်ဗျားတို့ရဲ့ရုပ်မာရိုင်းဆိုင်ကောက်ကျစ်မှုတွေကြောင့်စကိုင်းတိုင်းထဲမှာရှိတဲ့ကျွန်တော်တို့ဘိုးဘွားတွေပိုင်ဆိုင်ခဲ့တဲ့အနုတခုမှလက်ရတွေတိုင်းတစ်ပေါက်ရောက်ရတယ်မြေခပျက်စီးရတယ်စကိုင်းတိုင်းမကွေးတိုင်းမှာဗုဒ္ဓဘာသာဝင်တွေကြီးစီတန်အောင်ကျွန်တော်ကြဲကြဲမထူရဲပါဘူးမေတ္တာတော်မပို့ရဲပါဘူးကျွန်တော်တို့ဒါတွေတော့ကျွန်တော်ရှင်းရပါမယ်နံပါတ်1အကြမ်းဖက်သမားတွေလက်ကင်ထုတ်တွေပါလက်ကင်ထုတ်တွေခင်ဗျားတို့ကြောင့်နိုင်ငံဝန်ထမ်းမိသားစုတွေစီးပွားပြတ်ခဲ့ရတယ်နေရဆွန့်ခွာရတယ်ကလေးငယ်တွေစာသင်ကျောင်းကနေကြောခိုင်းရတယ်ဒါတွေတော့ပေးဆက်ရပါမယ်ထပ်ပြီးတော့ကျွန်တော်တို့တကောင်းမြို့နယ်ထဲမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေလက်ကင်ထုတ်တွေမြေလမ်းပါမယ်ထိချိုက်မြို့နယ်ထဲမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေလက်ကင်ထုတ်တွေမြေလမ်းပါမယ်ခင်ဗျားတို့ကရွေးချယ်တာမရှိပါဘူးအဲ့တော့ခင်ဗျားတို့ကိုယ်တိုင်ဒီကာလာဒီကြားထဲမှာတက်တော့တဲ့အလင်းဝင်လို့ရပါတယ်အဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်တို့မြေလမ်းပါမယ်ခင်ဗျားတို့လှုပ်ခဲတဲ့အပြစ်တွေအတွက်ခင်ဗျားတို့ပြန်ပြီးဆေးကြောရပါလိမ့်မယ်ခင်ဗျားတို့ပြန်ပြီးဆေးကြောရမယ့်နေရာကအင်းစိန်ထောင်အိုးဘိုထောင်တရက်ထောင်မကွေးမှာရှိတဲ့ထောင်သစ်ကြိုက်တဲ့နေရာရွေးပါကျန်တဲ့ထောင်တွေလည်းရှိပါသေးတယ်လာပါလိမ့်မယ်